Hi မနက်အယုံတက်ကနေပြီးတော့မှညအထိ transporting လုပ်ထားတဲ့ vlog ဖြစ်ပါတယ်ဒီ vlog လေးမှာဘေးရထားတွေကို spotting လုပ်ထားလဲဆိုတာစိတ်ဝင်စားမယ်ဆိုရင်အဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးကြပါနော်ရထားမီသွားပြီးတော့ spotting လုပ်ပါမယ်ဆိုတော့တခါမှဒီမနက်ပိုင်းဆိုရင်မသွားဘူးဒါကပထမအဆုံးသွားတာပေါ့နော်အရှင်းတော့ဒီနေရာလေးရွှေ့ထားပါတယ်အဲ့တုန်းကတော့စပိန်ရှစ်စီးတွေရထားတွေပြေးနေတဲ့အချိန်ပေါ့နော် It's rare first ဂျာယာယူစပိန်ထွက်သွားတော့ခုကဒီစီလီဘက်ကနေလမ်းလျှောက်ပြီးတော့ဗောနော်ဂျပန်စီလမ်းမအတိုင်းလမ်းလျှောက်ပြီးတော့ဒီအတော့ကဂုံဒရာနေမလောဂုံပါသွားနေပါဗောနော်အိမ်မပြောရဆုံးဘာလို့မှလဲနော် transport တင်တစ်ဖြတ်ဝင်လိုက်တယ်ကျမရဲ့တစ်ဖြက်လဲ exercise လေးဖြစ်တာပေါ့နော်ဆိုတော့ဘူလာရက်ခန့်နေပြီဒီနေ့မော်လမြိုင်ရထား9နာရီထွက်တာတော့ဟုတ်ပါတယ်လေအိတ်လာယူလာမသိလေအိတ်ရထားနဲ့မိပါစီလိုပဲဒီနေ့စွတ်ကြောင်းနေပေါ့နော်လာတော့လာနေလာမသိဆိုတော့တစ်ချက်ဘူလာရလို့ရှိရင်အကျိုးအကြောင်းလေးမတန်းတက်ပြပါမယ်ခေါ်ရရောက်နေပါပြီဒီမနက်ပိုင်း transporting လို့ရတာပို့ပြီးသဘောကျတယ်တိလားဘာဖြစ်လဲဆိုတော့လေမိုးတွင်းလေးဖြစ်တယ်ပြီးတော့လူရှင်းပြီးတော့မှလေဒီမိုးရွာလာတဲ့အချိန်နဲ့အဲ့လိုစိမ့်စိမ့်ဆူဆူအုံအုံမမိုင်းနဲ့တော်မိုက်တယ်လှလေလှလေလို့ခံစားရတယ်ပေါ့နော်ဒါကမနက်ပိုင်းမြို့ပတ်ရထားလို့မြင်တယ်တေချာတော့မသိဘူးပေါ့နော်အာဘီပါမနက်ပိုင်းတခါမှ spotting မလုပ်ဘူးတော့လေမနက်ပိုင်းရထားစီးရဲ့လူလည်းတော်တော်များတာကိုတွေ့ရတယ်ပေါ့နော်အဓိကဒီကုံစိမ်းရောက်နေတဲ့လူတွေနောက်ပြီးအလုတ်သွားအလုတ်ပြန်အစောကြီးထသွားထလာလောက်ရတဲ့လူတွေတွေ့ရတယ်ပေါ့နော်ဆိုရထားတွေဒီထက်အချိန်မှန်ပြီးတော့စီးရဲ့လူအများကြီးရပါစေလို့လည်းစိတ်ထဲမှာမျှော်လင့်နေပေါ့နော်အောင်မြင်စေချင်တာပေါ့ရထားကြီးမိမိရဲ့စူတောင်းပြပါတယ်ရန်ကုန်မော်လမြိုင်လေအိတ်ရထားရင်းနဲ့စုံသွားရပေါ့နော်ပြီးတော့ရထားပေါ်ကလူတွေကလည်းကိုယ်ဘာရိုက်နေလဲဆိုပြီးတော့စိတ်ဝင်စား reaction တွေလုပ်နေကြတာပေါ့နော်ပြီးတော့ရထားကလည်းအတွဲအရှိယူမှတော်တော်မြန်နေဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးများကြီးတင်ပါတယ်လေအိတ်ရင်းနဲ့စုံလို့ချောင်းဘက်ပေါ့နော်ဒီမြေတာညွန့်ဘက်ပြန်ပြီးတော့သွားနေပါတယ်ဟွာပေါ့ဘကိုးရထားဒီရမျိုးရှိသေးတယ်ပြီးတော့ဒီမနက်ပိုင်းရန်ကုန်သွားတဲ့မြို့ပတ် local ဒီရမျိုးရှိသေးတယ်ပေါ့နော် so that's really funny and တခါမှဒီလို challenge မလုပ်ဘူးပေါ့နော်ကိုလည်း challenge ဖြစ်တယ်လို့ထင်တယ်အခုလာနေတဲ့အာဘီရထားကရန်ကုန်တိုးချောင်းကလေးကိုတစ်ချိန်နဲ့ပြေးဆွဲပေးရပါတော့အစုံစံမနက်ပိုင်းဒီ8နာရီနီးပါးလောက်ပဲတူတယ် ဒီ
အင်းစိန်ကနေရန်ကုန်ကိုလက်ရရဲ့အတိုင်းပတ်မောင်းလာတဲ့ဒီရက်မျိုးမနက်ပိုင်းရဲ့ပထမသစင်းဖြစ်ပါတယ်ပေါ့နော်နေရာကတော့မြတညိုလမ်းခွဲဘူရာလမ်းဆောင်လေးဖြစ်ပါတယ် location လေးလှတယ်ယထာလေးလှတယ် sporting တွေလောက်ပါလေတကယ်အန်လီရဲ့များရပေါ့နော်အဲလေးရှောင်းနေရလူကလေပုံဝင်းချင်းကြီးကြည့်ပြီးအဲ့လို train sporting လောက်ပါ content တစ်ပုတ်ရပေါ့လေတော်တော်မလွယ်ဘူးပေါ့နော် lens တွေတော့အခုနောက်ပိုင်းဝယ်ဖို့တော့ဆုံးဖြတ်ထားတယ် lens လေးဝယ်ပြီးရင်တော့ဒီလိုအဝေးကနေ zoom ဆွဲပြီးရရင်တော့ပိုအဆင်ပြေမယ်လို့ထင်တယ် battery လည်းအားကုန်နေပြီး20ကျော်ပဲရှိတော့တယ်ပြီးတော့အင်ပြန်ပါတော့မယ်ဒါတော့ယထာသစီလွတ်သွားတယ်ဒီဘက်ဗာလေမြို့ပတ်သွားတဲ့ဘက်ချောင်းဘကိုးကနေရန်ကုန်ကိုတက်လာတဲ့ဒီရက်မျိုးပထမသစင်းပေါ့နော်ဟိုမှာဖုန်းပြောရင်းနဲ့ယထာရှိကိုယုကာရရဲ့လို့ Honda အကျယ်ကြီးပေးလာရပေါ့နော်မင်းနဲ့လည်းနည်းနည်းလှမ်းတော့អော်လို့မရဘူးဖြစ်သွားတယ်သူဒီမြတညွန်လန်ခွဲနာမှာယထာလန်ကိုတရားပေါ်မဟုတ်ပဲနဲ့တရားအောက်ကနေကွင်းနည်းနည်းလေးတတိထားဆင်ကျင်ပြီးတော့ကူးစေခြင်းနဲ့ပေါ့နော်အရန်အန်ဒီရများတဲ့နေရာလေးလို့လည်းမြင်ပါတယ်ကဲမြတညွန်ဘူရာကနေမလွာကုန်းဘူရာကိုပြန်ပြီးတော့လမ်းပြန်ရှောင်နေပါတယ်မလွာကုန်းဘူရာပြန်ရောက်လာပြီပေါ့နော်အခုလာနေတဲ့ယထာကအင်းစိန်ရနေရန်ကုန်ကိုထွက်လာတဲ့ဒီရက်မျိုးဒုတိယမြောက်ယထာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာနေရနည်းနည်းတာသွားတော့လေရိုက်ချက်တွေကတော့အမိုက်စားကြီးဖြစ်သွားတယ်ကြည့်ရှုပေးကြပါအောင်နော်ဝေါအရန်လာနော်ဘူရာနဲ့ယထာနဲ့ကွက်တီပဲသူများရင်တော့မသိဘူးကျမကတော့လေ train sporting လုပ်တယ်ဆိုတာကဒီရှူကင်းနဲ့ယထာနဲ့ location နဲ့ကလေထပ်တူကြသွားအနှစ်သာရရှိရဲ့အမတ်တရဗီဒီယိုလေးတွေဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လေကိုကဒီယထာတွေကိုအချိန်ပေးပြီးတော့ sporting တွေလိုက်လုပ်တယ်ပြန်လေးမျှဝေပေးရပေါ့နော်ပဲရှင်ကျမရဲ့ train sporting bus sporting ယူရချက်ကလေတိတ်အများကြီးတော့မဟုတ်ပါဘူးပကူကနေရန်ကုန်ကိုတက်လာတဲ့ဒုတိယမြောက်ဒီရက်မြူယထာပါမလွားကုန်းဘူရာရောက်တိုင်းအောက်ကနေပြီးတော့ပဲယထာကို sporting လုပ်တဲ့ဒီတစ်ခါတော့ဘူရာ platform ဒီဘက်တရားပေါ်ကနေလောက်ကြည့်ရပါတော့ sporting လေးထူးထူးဆန်းဆန်းလေးလှရတော့ယထာရဲ့ body အလှအောင်မမြင်ရပါမဲ့အပေါ်ကနေကြည့်ရတဲ့ယထာဝင်လာတဲ့အလှလေးမစိုးတော့နောက်နေ့ကျတော့မှတခြားယထာတွေကိုလေ sporting လုပ်ပါအောင်မယ်ဒါက2025လွန်ခဲ့တဲ့တစ်နှစ်ကရိုက်ထားတဲ့ sporting vlog ပေါ့နော်အဲ့ဒီတော့ရန်ကုန်ပကူယထာကဒီရက်မျိုးအဆိုင်နှစ်ဆိုင်ပြေးဆွဲရပေါ့နော်ဒါတော့ဒုတိယဆိုင်ဖြစ်တဲ့ယထာစီးရဲ့လူတော်တော်များများပြစီးကြတာတွေ့ရတော့အများကြီးပဲဒီဘူတာကိုဆင်းလာရဆိုလို့ရှိရင်လေအခုနောက်ပိုင်းကတော့ယထာတဆင်းနဲ့ပဲပုံမှန်ဆွဲပြီးတော့ဆိုနောက်ယထာတဆင်း
လူဦးရေစီးရလို့များလာရင်ထပ်ပြီးဆွဲပေးမယ်လို့မျှော်လင့်ပါတယ်ရှင်ဘယ်လိုပဲဖြစ်ပါယထာကြီးအများကြီးဆွဲပေးရဆိုရင်လေအချိန်ကုန်လူပင်မတက်တာယထာတော်တော်လေးစီးရတာအဆင်ပြေလို့အခုနောက်ပိုင်းဘတ်စကိုင်းထက်ဆိုင်အချိန်ကုန်လူပင်မတက်တာဒါကတော့မနက်ပိုင်းတစ်ဖြတ် transporting ပေါ့နော်ညနေပိုင်းတစ်ဖြတ်ကတော့ဒီ RBE မြို့ပတ်နဲ့စုံပါတယ်မနက်တော့လည်းတရားပေါ်ကနေရိုက်ခဲ့ရဆိုအခုကလည်းသူတို့စံစံလေးဒီမြစ်တာညော့ယထာလန်ကိုတရားပေါ်ကနေပြီးတော့ပဲ sporting အမြန်လုပ်ရတာပေါ့နော်ကိုလာတဲ့အချိန်နဲ့ယထာလာတဲ့အချိန်ကကွက်တီဖြစ်သွားလို့ပါလက်ရှိRBE ယထာတွေရဲ့လေစေးသားအကြောင်းတွေကမြေမာများတော့မင်းမင်းသွားတော့ရှိုးနေပြီပေါ့နော်မလောက်လို့ခံစားရတယ်သူများနိုင်ငံတွေလိုစေးရောင်လှလှလေးနေပေါ့နော်ရထား body ပါလောက်ပြောင်းလဲတင်လို့မြင်ပါတယ်လို့တော့နော်အဲ့ဒီပကံလို့အဲ့ပေးပြီနော်တန်နေဟဲ့ကာကပေးမယ်ဆိုတာအဲ့ကဲလို့လည်းစောက်ကွက်တယ်ပြောအဲ့မိုင်းလိုက်ကြပထမတွေ့တဲ့ဒီရက်မြူရထားကရန်ကုန်ကနေအင်းစင်ကိုညနေ4နာရီခွဲအတိမှာတွားတဲ့ညနေပိုင်းရဲ့ပထမအဆုံးရထားပေါ့နော်အခုဒီမြင်ရတဲ့ရထားကြတော့ရန်ကုန်ကနေပဲခူးကိုညနေ4နာရီ45မှာထွက်တဲ့ရန်ကုန်ပဲခူးရဲ့ပထမအဆုံးဒီရက်မြူရထားဖြစ်ပါတယ်ပထမကဒီတငယ်ချင်းတွေနဲ့အခွေတစ်ဖြက်လေးကို voice over မလုပ်ပင်နေထည့်ပေးတာပေါ့နော်ကြည့်ရှုတွေလည်း vlog ကကြာနေရောလေပြင်းနေမှာဆိုလို့ပါမိမိရဲ့စေတနာလေးတစ်ဖြတ်ပေါ်ရှင်ဟီဟီအချိန်မှန်ပုံမှန်အမြဲတမ်းလာတဲ့နေပြည်တော်ရထားကတော့တီတီခန့်ခန့်ကြီးနဲ့မလွာကုန်းပူတာကိုဖြတ်ပါတော့မယ်ရှင်ဒါပေမဲ့အိမ်နေကကြရက်ကလေးတစ်ခုဖြစ်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရထားကဒီဘူဒါအစအဝင်နေရာမှာနေမဲ့ break ကိုအမြန်အုပ်လိုက်ရတယ်ဘာဖြစ်လဲဆိုတော့ဒီ platform မြင်းဝအတွင်းမှာထိုင်နေတဲ့အသွဲ2ယောက်ရှိတယ်ပေါ့နော်ထီးရလဲဖွင့်လာရဲဆိုရထားလေးဟပ်ပြီးတော့တခုခုကြောင့်ဖြစ်သွားမယ်ထင်တယ်ပေါ့နော်ရထားလုံးဝအမြန် break ကိုနင်းလိုက်တဲ့အဲ့နေရာမှာအသွဲ2ယောက်ကထီးဖွင့်ပြီးအဲ့မြင်းဝအနောက်မှာမို့မြင်းဝအရှိမထိုင်နေတာအဲ့ဒီအတွက်ကြောင့်မို့လို့ဒီမြစ်ထားလမ်းနေ platform တွေမှာထိုင်နေဆိုရင်ရထားလာတဲ့အချိန်တွေဆိုရင်မြင်းဝရဲ့အနောက်ဘက်မှာထိုင်မှုပြောချင်ပါတယ်ဘာဖြစ်လဲဆိုတော့ရထားကတစုံတစ်ခုဖြစ်ခဲ့လို့ရှိရင်လေအများအသက်နဲ့လူတယောက်အသက်နဲ့ဆိုရင်တယောက်အသက်နဲ့ပဲလဲလိုက်ရမှာဆိုတော့လေဒါလေးတော့စင်ကြင်ပေးသိချင်ပါတယ်ကျေးဇူးရှင်တို့က vlog လေးကိုအခုထိလိုက်ပြီးတော့ကြည့်ရှုပေးနေရဆိုလို့ရှိရင်တော့ကျမရဲ့ transport ရန်ကုန် page လေးကို TikTok မှာဆိုလို့ရှိရင် follow လုပ်ထားလို့ရပါတယ် Facebook မှာဆိုရင်တော့ like and share လေးနဲ့ကူညီလို့ရတယ်လို့ကျမရဲ့ဒီ YouTube channel မှာဆိုရင်လည်း subscribe နဲ့ကျမကိုအားပေးလို့ရပါတယ်เนาะနောက်ထပ် video အသစ်လေးလည်းကျမအများကြီးလုပ်ပေးသွားဖို့ရှိပါတယ်လို့ဒီရဲ့မြို့ဟာရန်ကုန်ကနေပဲခူးကိုနောက်ဆုံးထွက်တဲ့ရထားလေးပေါ့နော်အချိန်ကတော့9:15လား9:00ခွဲလားတေချာတော့မသိတော့ဘူးဒါပေမဲ့အဲ့ဒီပတ်ဝန်းကျင်မှာ
အကူသွားရပေါ့နော်ဒီရဲ့မြရထား ဝိုင်စီယာမြို့ပတ်ယထာနောက်ကျရနေပေါ့ရှင်ပုံမှန်9နာရီခွဲရန်ကုန်ဘူရာကြီးကနေထွက်လာတဲ့ယထာကအဘယ်ကြောင့်မှမသိဘူးပေါ့နော်အထဲမှာလူကြီးလည်းတော်တော်လေးပြေသွားရပေါ့နော်ပုံတလို့ညနေခင်းပိုင်း9နာရီခွဲယထာဆိုရင်လေပုံမှန်အဖြစ်ဒီတခြားမြို့ပတ်လိုင်းရောက်တော့မှယထာပြေတာများတယ်အခုကဘူရာစထွက်ပြီးတော့တိတ်မကြခင်တဘူရာနှစ်ဘူရာမှာတော့လူကပုံသွားပါ ပေါ့နော်ပြန်ပြီးတော့ချိန်လို့မရပါဖြစ်ညဘက်ယထာထွက်တဲ့အလှကိုကြည့်ရပါမျိုးပဲဒီညဘက်သွားတဲ့အလှကိုတစ်ခါမှမကြည့်ရဘူးလေမင်းကအခုည8နာရီခွဲဝင်မဲ့ရန်ကုန်မန္တလေးလေအိတ်ယထာမို့အဲ့တော့အေးအားအတွဲတွေပဲပြေးနေတယ်ရာဆိုတော့လေအဲ့ဒီယထာကိုလာဆောင်နေရပါတော့အဲ့နဲ့ကလမစကောင်းရဲ့အင်ဂျင်တိုင်းကြတော့တရားပေါ်အမြန်တက်လာတာတိတ်မကြခင်မှာပဲဒီ ညပလည်းဖြစ်တဲ့လမ်းရှင်းလူရှင်းဖြစ်တဲ့အခါကျတော့လေဒီမန္တလေးရန်ကုန်လာယထာအမြဲတမ်းအမြန်မေးလာပါတော့ vlog ကလေးကလည်းဒီမှာပဲပြီးဆုံးသွားပါတယ်ကလေးကိုစိတ်ဝင်စားနဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တတ